အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖို့ပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့24ရက်8လတနင်္လာနေ့ညတနာရီခွဲမှာရှင်မင်ကစားမဲ့ဖူဟန်ချက်စီတစ်လုံးပေါင်း90သုံးလုံးပေါင်း30ပွဲစဉ်တင်မှာဒါဘီပိုင်မဲ့တွေဖြစ်ကြတဲ့ဖူဟန်နဲ့ချက်စီတို့ထိတ်တိုက်တွေ့ဆုံနေမှုဖြစ်တယ်ပြီးခဲ့တဲ့ရာသီတုန်းကရဲမဲတွေမှာနီးပြတွေလောက်ခဲ့ကြတဲ့နှစ်ဦးလုံးဟာတိုက်ဆိုင်ဒီနေ့ပွဲစဉ်တင်မှာလာပြီးတော့တွေ့နေကြတယ်ဖူဟန်ကတော့အိမ်ဝင်းဆိုရင်ပို့ပြီးတော့မာကျော်တဲ့အသင်းဖြစ်တယ်ဖူဟန်တက်စစ်ပိုင်းမှာရဲမဲတက်စစ်မှုကိုခေါ်ပြီးတော့အဖြစ်ထားတယ်ချက်စီမှာတော့ကစားသမားကောင်းတွေနေရာဆုံးရှိနေတယ်ချက်စီရဲ့တက်စစ်ကိုဖူဟန်နောက်တန်းတွေကြာတောင့်ခံထားနိုင်မှမထင်ဘူးသူတို့နှစ်သင်းနောက်ဆုံးတွေ့ဆုံမှု9ပွဲမှာချက်စီက3ပွဲနိုင်2ပွဲရှုံးဖူဟန်2ပွဲနိုင်3ပွဲရှုံးရလက်ကအရန်ကြီးမကွာဟာဘူးဒါဆိုတော့ဒီပြတဲ့နှစ်ဦးအပြန်ကြမှာဒီပွဲမှာကျွန်တော်ကတော့အပြန်လန်ဂိုးတွေများသွားနိုင်တယ်လို့ယူဆတယ်ချက်စီဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:00နာရီမှာကစားမဲ့ဘူလော့နာလာဇီယိုဘူလော့နာလည်းပဲ60ကျုံနှလုံး40ကျုံဘူလော့နာအသင်းကတော့အိမ်ဝင်းဆိုရင်ပို့ပြီးတော့မာကျော်တယ်သူတို့နှစ်သင်းနောက်ဆုံးတွေ့ဆုံမှု9ပွဲမှာဘူလော့နာ2ပွဲနိုင်3ပွဲရှုံး1ပွဲသီးလာဇီယိုက2ပွဲနိုင်2ပွဲရှုံး1ပွဲသီးရလက်ထွက်ပေါ်ထားတယ်နီးပြကတ်တူဆိုရဲ့လာဇီယိုအသင်းကတော့ခြေစွမ်းပိုင်းအားရစရာတိတ်ပြီးတော့မရှိဘူးနှစ်သင်းလုံးကလည်းပဲခက်မှကစားကြတယ်တသင်းနဲ့တသင်းအမှန်ခံမဲ့တော့မထင်ဘူးအင်ရှင်ဘူလော့နာမရှုံးနိုင်ဘူးလို့ယူဆတယ်ဘူလော့နာဘော်ဒီရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညတနာ15မှာရှင်မန်ကစားမဲ့ရိုမာဖီယိုယင်တီနာရိုမာတလုံးပေါင်း30နှလုံး100ရှုံးရိုမာအသင်းတိုက်စစ်ပိုင်းလည်းကောင်းတယ်အိမ်ကွင်းခန်းစစ်ပိုင်းလည်းမာကျော်တယ်ဒီနေ့ပွဲမှာရိုမာမရှုံးနိုင်ဘူးဖီယိုယင်တီနာကတော့နီးပြတဲ့လက်ထက်မှာရာသီကျိုးချစ်စမ်းပွဲတွေမှာရလက်မကောင်းထားဘူးဒီနေ့တဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာရိုမာက3ပွဲနိုင်1ပွဲသီး1ပွဲရှုံးရလက်ကောင်းထားတာတွေ့ရတယ်ဖီယိုယင်တီနာကတော့1ပွဲနိုင်1ပွဲသီး3ပွဲရှုံးရလက်မကောင်းထားဘူးဖီယိုယင်တီနာတို့အတွက်ဒီနေ့ပွဲကလည်းပဲအဝေးကွင်းပွဲစဉ်ဖြစ်နေလို့ရှုံးကန်ရနိုင်တယ်ရိုမာဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:00နာရီမှာရှင်မန်ကစားမဲ့အိုဆာဆူနာလီဗန်ဒေအိုဆာဆူနာတစ်လုံးပေါင်း80နှလုံး90ကျော်အိုဆာဆူနာကတော့အဝေးကွင်းဆိုရင်အမြဲတမ်းလို့ဆွမ်းဆောင်ရင်ကောင်းကိုပြတ်ထားနိုင်တဲ့အသင်းဖြစ်တယ်အိုဆာဆူနာရဲ့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်2ပွဲရှုံး1ပွဲသီးရလက်ထွက်ပေါ်ထားတာတွေ့ရတယ်လီဗန်ဒေကတော့2ပွဲနိုင်3ပွဲရှုံး1ပွဲသီးရလက်မကောင်းထားဘူးသူတို့နှစ်သင်းတွေ့ဆုံနိုင်မှာတော့အိုဆာဆူနာအသာရထားတာများတယ်အိုဆာဆူနာအနည်းဆုံးဒီနေ့ပွဲမှာတော့တစ်လုံးအသာနဲ့တော့အနိုင်ရလိမ့်မယ်လို့ထင်တယ်အိုဆာဆူနာဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်ကျွန်တော်ညီကိုများအားလုံးအဆင်ပြေကြပါစေမှန်ပါယူခြင်းတဲ့ညီကိုများ2 6 5 9 1 9 2 4 5 5ကိုဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်